မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ပမာတိုင်းသားဘာသာဖြင့်တင်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ဖားကတ်မြို့နေရာတချို့မှာစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်လာတဲ့တဲ့နဲ့မကိုင်းရံစစ်ဆောင်စခန်းမှာစေဝါကူညီထောက်ပံ့မှုတွေလိုအပ်နေတဲ့တဲ့တွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရွှေမုံပါဖားကတ်မြို့နေရာတချို့မှာစစ်ကောင်စီတပ်ဖွဲ့ကဇွန်လ12ရက်ဒီကနေ့မှာတပ်စခန်းချစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဖားကတ်မြို့နယ်မစွတ်ပြောင်ကျေးရွာကစာတင်ကျောင်းမှာလည်းဒီကနေ့ဇွန်လ12ရက်မနက်ပိုင်း8နာရီခွဲအချိန်မှာစစ်ကား9စီးနဲ့ရောက်ချလာပြီးတော့ကျောင်းသားတွေကိုလည်းအိမ်ပြန်ခိုင်းတယ်လို့သိရပါတယ်။ကင်စီကျေးရွာစစ်စေးရေးဂိတ်မှာလည်းစစ်သားအင်အား20ဝန်းကျင်ရှိတဲ့စစ်ကောင်စီတပ်သားတွေဟာခီးသွားလာနေတဲ့ပြည်သူတွေကိုစစ်ဆေးမင်းမြန်းတာတွေလှုပ်ဆောင်နေတယ်လို့ကျေးရွာနေပြည်သူတွေထံကနေသိရပါတယ်။လက်ရှိချိန်မှာလောင်ခေါင်မြောက်ကုန်းဖက်မှာလည်းစစ်အင်အားတိုးချဲ့တာတွေစစ်ရေးလှုပ်ရှားနေတာတွေရှိတယ်လို့ဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။ဖားကတ်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကနေအိမ်မီးရှို့ဖျက်ဆီးတာတွေလက်နက်ကြီးပစ်ခတ်တာတွေလှုပ်ဆောင်နေတာကြောင့်ရွာသားတချို့မိမိကျေးရွာမှာမနေရဲပဲထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။မကိုင်းရံစစ်ရှောင်းစခန်းမှာအခုလက်တလောဖျားနာသူတွေများလာတာကြောင့်စေဝါကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့စေဝန်ထမ်းတွေကနေသိရပါတယ်။ဖျားနာသူတွေဟာတစ်နေ့ထက်တစ်နေ့ပိုများလာပြီးတော့စေဝါပြက်လက်နေတဲ့အခက်အခဲတွေကြောင့်ယောဂပပျောက်အောင်မကူတာပေးနိုင်တဲ့အခက်အခဲတွေရှိနေတယ်လို့လည်းသိရပါတယ်။စေဝါပြက်လက်နေတာတွေကြောင့်ဖျားနာမှုပြင်းထန်နေတဲ့သူတွေကိုတော့လိုက်စာပြည်သူစေယုံမှာစေကုတခံယူခိုင်းတာတွေလှုပ်ဆောင်နေရတယ်လို့သိရပါတယ်။လက်ရှိချိန်မှာကုန်စည်နှုန်းနဲ့တရုတ်ငွေဈေးတက်နေတာကြောင့်ငွေကြေးခက်ခဲနေတဲ့မိသားစုတွေအတွက်တော့စေဝေတောက်ဖို့တောင်းမလွယ်ကူပဲပြည်သူစေယုံသွားဖို့အတွက်လဲလိုင်းခီဝဲတာကြောင့်အစင်မပြေမှုတွေရှိနေတယ်လို့သိရပါတယ်။မကိုင်းရံစစ်ဆောင်စခန်းကိုလွန်ခဲ့တဲ့နှစ်တွေမှာတော့ HPA နဲ့ KBC ရှမိုင်းရှဆိုင်အဖွဲ့အစည်းကနေစေဝါကူညီထောက်ပံ့တာတွေရှိခဲ့ပေမဲ့နိုင်ငံရေးအခြေအနေမျိုးမျိုးကြောင့်စေဝါထောက်ပံ့မှုမရတာ၄လနီးပါးရှိလာပြီဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။တင်ဆက်မှုပြည်ဆုံးတော့ပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်